စမိုင်းနောင်မလူတန်းနိုင်တဲ့ငွေကျပ်1ဘီလီယံကိုငလင်တန်တဲ့ပြည်သူတွေအတွက်လူဒန်းပြလိုက်တဲ့ဝန်မုံရွှေကြီးမြန်မာနိုင်ငံမှာဘယ်သူမှမလုပ်နိုင်တဲ့ငွေကျပ်1ဘီလီယံဆိုတဲ့ပမာဏမျိုးနဲ့ငလင်ပေးတဲ့ပြည်သူတွေကိုလူဒန်းပြလိုက်တာကရုပ်ရှင်တရုပ်ဆောင်မင်းသမီးဝန်မုံရွှေကြီးပါအလုံးဒီကြတဲ့အတိုင်းမတ်လ28ရက်နေ့မှာမြန်မာနိုင်ငံမှာအင်အားပြည့်စုံမြင်းကလေးလို့ဆိုနိုင်တဲ့အင်အားရစ်စတာစကေ9.9ဆင့်ရှိတဲ့မြင်းကလေးကြီးကစကိုင်းမြို့ကိုဗဟိုပြုကနှုတ်ခတ်ခဲ့တာဖြစ်ပါတယ်ကျလုံငလင်းကြောင့်နေရင်တွေဖုန်ကြီးကျောင်းတွေကွန်ဒိုတိုက်ခန်းတွေလည်းအများပြားပြိုကျပျက်စီးသွားခဲ့ရတာကြောင့်ဆရာတော်တန်ဃာတော်တွေပါဝင်ရဟန်းရှင်လူပြည်သူများပြားဆုံးမကွယ်လွန်သွားခဲ့ရတာပါနောက်ဆုံးရထားတဲ့သတင်းများအရလူပေါင်း3000ကျော်4000ထက်မနည်းအသက်သေဆုံးသွားရတယ်လို့တောင်းနေချီတဲ့လူတွေကထိခိုက်ဒဏ်ရာရကနေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်မန္တလေးမြို့နယ်အတူစကိုင်းနေပြီးတော့ပျော်ပွဲကြောက်စင်စတဲ့မြို့တွေမှာလည်းလူတွေထိခိုက်ဒဏ်ရာရကသေဆုံးတာတွေအများပြားရှိနေတာပါတချို့သတင်းတွေရဆိုရင်တုတ်တန်နေမှာမိတကြိုစရာရုံလောင်းနေနဲ့ပြည့်နှက်နေတယ်လို့သိရပါတယ်ဒါပြင်ပြိုကျပျက်စီးနေတဲ့စောင့်နေတွေမှာလည်းအသက်ရှင်နေပိတ်မိနေတဲ့သူတွေအသက်ရှင်နေနဲ့ပိတ်မိနေပေမဲ့ကုညီကယ်ဆယ်ရေးမလာလို့အသက်ဆုံးရှုံးခဲ့ရတဲ့လူတွေလည်းအများကြီးပါပဲဒါကြောင့်လေကုညီတွေအများကြီးလိုအပ်နေတာဖြစ်ပါတယ်ဒါကြောင့်လေကမ္ဘာနိုင်ငံတည်တည်ကအဖွဲ့အစည်းတွေကငွေရလူအားကုညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်ကူညီနေကြတာဖြစ်ပါတယ်။ဒါပြင်ငွေကြေးရမထက်နိုင်သူများကလည်းကိုယ်တိုင်ကူညီကယ်တင်ရေးလုပ်ငန်းတွေမှာအားတက်သရောပါဝင်လှုပ်ဆောင်နေကြတာကိုတွေ့ရတာပါ။ငလင်ဘေးတင်ပြည်သူတွေအတွက်လူဒန်းကြတဲ့အမှုပညာရှင်တွေထဲမှာစောပိုင်းမှာအများဆုံးဖြစ်ခဲ့တာကတော့စမိုင်းပါ။တချိန်ကတရုတ်ဆောင်လုပ်ဖူးတဲ့အမေရိကန်နိုင်ငံကတထေးမကြီးစမိုင်းကစုစုပေါင်း3611သိန်းနဲ့အများဆုံးဖြစ်နေခဲ့တာပါတထေးမကြီးစမိုင်းကမြန်မာနိုင်ငံကပြည်သူတွေအတွက်17မင်းငင်းအောင်တတကားဆရာတော်ကြီးကနေတဆင်အလူငွေ3111သိန်းပါဝင်လူဒန်းခဲ့တာဖြစ်ပါတယ်ဒါပြင်စမိုင်းဟာအောင်စပူတွေ့ရဆရာတော်ကြီးထံကနေလည်း3900ကိုထပ်မံလူဒန်းခဲ့တာပါဒါကြောင့်လေစမိုင်းတို့မိသားစုဟာမြင်းကလေးတန်းကြုံတွေ့ခန်းစားနေရတဲ့မြန်မာနိုင်ငံကပြည်သူတွေအတွက်ငွေကြေးစုစုပေါင်း3611သိန်းကိုပါဝင်လူဒန်းလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့လေခုခါမှာတော့နိုင်ငံကျော်ရုပ်ရှင်တရုတ်ဆောင်မင်းသမီးဝင်းမုံရွှေကြီးကစမိုင်းထက်သားလွန်ကဘယ်သူမှမလူနိုင်တဲ့ပမာဏနဲ့ငွေကျပ်1ဘီလီယံလူဒန်းလိုက်တာဖြစ်ပါတယ်။ဒါကလည်းဝင်းမုံရွှေကြီးဟာမြန်မာနိုင်ငံမှာချမ်းသာဆုံးတထေးကြီးနဲ့လက်ထပ်ခဲ့တာကြောင့်လို့ဆိုရမှာပါ။ဝင်းမုံရွှေဟာကနဦးမှာငွေကြေး300ကိုမြင်းကလင်တန်သစ်ပြည်သက်တွေတက်လူဒန်းခဲ့တာဖြစ်တယ်လို့အခုခါမှလည်းဝင်းမုံရွှေကခင်မွန်းတဲ့ကိုနိုင်ဖြိုးကျော်ပိုင်ဆိုင်တဲ့ NPK Motors နဲ့ MG မြန်မာကုမ္ပဏီကနေတဆင့်မြန်မာငွေကျပ်1ဘီလီယံကိုလူဒန်းခဲ့တာပါငွေကျပ်1ဘီလီယံဟာသိန်းပေါင်း1000နဲ့ညီမျှကတော်တော်များပြားတဲ့ပမာဏဖြစ်ပါတယ်ဒါပေမဲ့လည်းဝမုံရွှေကတော့ကြီးကြီးတက်ချမ်းသာကြွယ်ဝတဲ့ခင်မွန်းတဲ့ရဲ့ပိုင်ဆိုင်မှုနဲ့ပါဝင်လူဒန်းခဲ့တာပါဝင်းမုံရွှေဟာမြင်းကလေးဘေးတင်ပြည်သူများအတွက်3000လူဖြစ်ကြောင်းသူမခင်မုံရဲ့ NPK Motors မိသားစုရဲ့အားရှိစရာကုညီအားဖြည့်လူဖြစ်ကြောင်းသိပေးလာတာပါဒီလိုလူဒန်းလိုက်တဲ့ငွေဟာကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးအတွက်ထိထိရောက်ရောက်နဲ့အမှန်တကယ်လိုအပ်နေသောနေရာဒေသများလိုအပ်သူများထံစီစဉ်ပါစေခွန်အားတရက်ဖြစ်ပါစေလို့လည်းဝင်းမုံရွှေကဆုတောင်းပါတယ်ယခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောငွေ1ဘီလီယံလူဒန်းလိုက်တဲ့ဝင်းမုံရွှေပေါ်မှာမိမိတို့အမြင်ရှိရင်မှတ်ချက်ပေးသွားကြပါအောင်နော်